မနေ့ညကမလေးရှားနိုင်ငံဆူလတန်အီဘရာဟင်ကွင်းကြီးထဲမှာကစားခဲ့တဲ့ရာသီကျော်ခြေစမ်းပွဲစဉ်မှာတော့ပရီးမီးယားလိထိပ်သီးကလပ်ချက်စီအသင်းနဲ့မလေးရှားစူပါလိချန်ပီယံဂျိုဟောဒါရူတက်ဆင်အသင်းတို့အကဲကိုအကျိန်းနဲ့ရှိကြတဲ့ပွဲကောင်းတစ်ပွဲအဖြစ်ရင်ဆိုင်ကစားခဲ့ကြပါတယ်။ပွဲစားတွေကအေရှင်ဂျိုဟောအသင်းကချက်စီကိုအကြောင်းလည်းမရှိပြရပေးကစားခဲ့ပြီးတော့အဖွင့်ကိုစောစောစီရယူသွားနိုင်ခဲ့ပါတယ်။ပွဲချိန်14မိနစ်မှာတိုက်စစ်မှုအရက်အိုက်မန်ကကန်တွင်ပြီးဂျိုဟောအသင်းတို့အဖွင့်ကိုအမီယာတွင်းယူပေးခဲ့တာပါ။ဒါပေမဲ့လည်းပထမပိုင်းမပြီးခင်ပွဲချိန်42မိနစ်မှာချက်စီတိုက်စစ်မှုလီယမ်ဒလက်ကပန်နယ်တီကနေတဆင့်ချက်စီအသင်းအတွက်အဖိုးတန်ချေပါကိုပြန်လည်တွင်းယူပေးခဲ့လို့ပထမပိုင်းမှာတကူစီတည်ကြခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ချက်စီတို့ကစားကွက်အချိန်မြင့်လာပြီးတော့ပွဲချိန်62မိနစ်မှာနောက်ထပ်ရရှိတဲ့ပန်နယ်တီကိုတိုက်စစ်မှုလီယမ်ဒလက်ကပဲဒုတိယဦးဆောင်ကိုဖြစ်ထပ်မံကတွင်းယူခဲ့လို့ချက်စီတို့ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဂျိုဟောအသင်းကအလွယ်တကူရှုံးမပေးဘဲနဲ့ပွဲချိန်64မိနစ်မှာအာရီဘတ်ရဲ့ပြုပြင်ကန်တွင်းချက်ကနေဒုတိယချီပါကိုပြန်ရခဲ့သလိုပွဲပြီးကနေ86မိနစ်မှာလည်းဘတ်ဆန်ကဂျိုဟောအတွက်တတိယဦးဆောင်ကိုအံ့အတင်းပွဲတွင်းပေးခဲ့ပါတယ်။ပွဲပြီးပုံမိနစ်ပိုင်းအလိုမှာရှုံးတော့မဲ့ချက်စီအတွက်ပွဲချိန်89မိနစ်မှာဂျိုဟောနောက်ကန်လူခရစ္စတီယန်ဂလော်ဒါရဲ့ကိုတွင်းမိရဲ့အမှားကနေတတိယချီပါကိုရရှိသွားခဲ့ပါတယ်။ပွဲပြီး3ချိန်မှာချက်စီအသင်းနဲ့ဂျိုဟောဒါရူတက်ဆင်အသင်းတို့3ဂိုးစီဆိုတဲ့ပြောင်းလဲမှုများစွာနဲ့တည်ရလက်နဲ့အတူအကျိန်းနဲ့ပြေကြပြီးပွဲစဉ်ပြီးဆုံးသွားခဲ့ပါတယ်။